ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ပေါ့နော်ကျွန်တော်တို့ရဲ့ယုံဝင်သစ်ခေယာကိုအလူရှင်များကနေပြီးတော့မှအများနဲ့အားပေးနေတဲ့သူတွေလည်းအများကြီးရှိပါတယ်ပေါ့နော်ဒီနေ့လည်းပေါ့နော်ဒီသမီးလေးကနေပြီးတော့မှမွေးနေ့တွက်ဆိုပြီးတော့မှတကူးတကကိုလာရောက်ပြီးတော့မှလှူဒန်းပေးရခြင်းဖြစ်ပါတယ်ခင်ဗျာဆိုတော့ဘေးကလာလဲပေါ့နော်ဘာတွက်လှူလဲပေါ့နော်ထပ်ပြီးတော့ကျွန်တော်တို့ဗီဒီယိုမှာတင်ပြမှာဖြစ်ပါတယ်ညီမလေးပြောပုံဘေးကလာလဲ မွေးပြောနေ လာတာဘေးကလာ ဘေးနော် ဘေးကတော့လာတာပေါ့နော်မွေးနေ့တွက်လာပို့တာထားလားဘယ်လိုတွေ့တာလဲခေယာကို TikTok ပေါ်မှာတွေ့ လိုက် တစ်တော့တော့မှတွေ့တာလားဩအခုဒါဘယ်လောက်လဲသမီး 3သိန်း 3သိန်းပေါ့နော်ဟုတ်ကဲ့ပါဟုတ်3သိန်းကျက်တိတိကိုလာပြီးတော့မှကျွန်တော်ရဲ့ခေယာကိုလာပြီးတော့လှူဒန်းပေးတာဖြစ်ပါတယ်ခင်ဗျာဘာဖြစ်ဖြစ်လေးစားဖို့ကောင်းတာကတော့ပေါ့နော်အဲဆိုတော့ကျွန်တော်တို့ဖုန်းခေါ်တယ်တဲ့ကျွန်တော်တို့ဖုန်းမကင်ဘူးပေါ့နော်ဖုန်းမကင်တဲ့အခါကျတော့လေနှစ်ကြိမ်လောက်ခေါ်တယ်မကင်ဘူးပေါ့နော်နောက်ဆုံးတစ်ကြိမ်မှာကင်လိုက်တယ်ကင်ပြီးတော့တခါထပ်ပြီးတော့သူတို့လိမ့်စာမသိဘူးပေါ့နော်ဒါပေမဲ့တစ်လောက်ကိုရောက်လာပြီးတော့မှသုံးမင်းသမားတွေကိုမေးလိုက်တယ်ပေါ့နော်မေးလိုက်တာနဲ့သုံးမင်းသမားတွေကတန်းပြီးလာပို့တာဖြစ်ပါတယ်ခင်ဗျာဆိုတော့ဘာဖြစ်ဖြစ်ပေါ့နော်ဝင်တာထားပြီးတော့ပေါ့နော်ဒီခီယာကိုပဲတိတက်လှူခြင်းနဲ့စိတ်ပေါ့နော်မလှူခြင်းလည်းရတယ်လေနော်မလှူခြင်းလည်းတခြားနေရာကိုလှူလို့လည်းရတယ်လေဖုန်းကင်မကင်ပေါ့နော်သူတို့ဒီလိုစူးစမ်းပြီးတော့လာတာကိုပဲကျွန်တော်တို့ဘက်ကကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်တကယ်လို့ဖုန်းမကင်နာပဲဖြစ်ဖြစ်ပေါ့နော်စိတ်မဆိုးပါနဲ့နော်ဟိုပါပေါ့နော်ညပိုင်းလည်းကလေးတွေကြည့်ရတယ်အခုဆိုဒီမှာ CCTV ပိုင်းနဲ့တိုင်ကြည့်နေရတယ်ကလေးတွေနေမကောင်းတာဖျားတာနာတာအဲ့လိုမျိုးလေးတွေပေါ့နော်ပြီးတော့အလူရှင်တွေကိုလည်းကျွန်တော်တို့က Viber မှာအများနဲ့အလူရှင်တွေကလှူတယ်လှူတော့ဒီဝင်ငွေတွေကိုပြန်ရေးရတာပါညပိုင်းဆိုတော်တော်နဲ့အိတ်မပြောဘူးအဲကြောင့်မနက်ပိုင်းနဲ့အိတ်ရထားတာလေးတွေပါရှိတယ်ဆရာတစ်ချက်လောက်ဆူတောင်းပေးလဲပေါ့ကလေးလေး ဟုတ်ကဲ့ဖျားကလေးသမီးလေးရဲ့မွေးနေ့အတွက်ဝန်တာပိုင်သူတို့မိသားစုပျော်ရွှင်ရှင်နေပါ၏ရတဲ့ကောင်းချီးတဲ့ကနေမိသားစုလောက်နဲ့ပဲအသက်မရှင်ဘဲနဲ့မိဘမဲ့ကြောင်လာညာလူချင်းတဲ့စိတ်နဲ့လာလူတော့ကြောင့်သူကိုကိုတော့ပြန်ကောင်းချီးပေးပါကြမ်းမချင်းကိုတာရေးပေးတော့ဖျားပေးတော်မူပါညံ့တင်ညာပေးပါပတ်သက်တော်မိဘနှစ်ပါးရွှေမြင့်ကြီးကိုနေမြေရက်ွက်အလုံးကောင်းချီးပေးပါအရွယ်ရောက်တဲ့အခါတိုင်းဒီသမီးအချမ်းစီကိုကောင်းချီးပေးပါဝိညာဉ်စိုးနတ်စိုးငလင်းစိုးဖေးစိုးမြေသားရွက်ကဲကွာပြီးဆက်လက်ပို့ဆောင်ပေးပါမိကြောင်းဒီငွေပေါ်မှာအစ30 60တရားမှာသူတို့ကိုပြန်ကောင်းချီးပေးပါမိကြောင်းယေရှုနာမ၌ဆုတောင်းအနန္တဆက်ကပ်ပေးပါ၏အာမင် ပေါ့နော် ပေးရစနေ စီးရဲဆုံးလိုက်ပြီပါ ဟုတ်ကဲ့ပါဒီသမီးလေးပေါ့နော်ဒီလိုမျိုးတိတက်တဲ့ပေါ့နော်ဒီအရွယ်မှာတော့ဒီလိုလူချင်းတဲ့စိတ်ကိုမိဘတွေကတွန်းအားပေးတဲ့ပုံမှာသူတို့ကြီးပြင်းလာတဲ့အခါကျရင်လူဆိုတာကတော့ချမ်းသာဖို့ကမလုံးချက်တွေအများကြီးရှိတယ်လीနော်ဆိုတော့ဒီမရှိတဲ့ကလေးတွေကိုလှူပါခြင်းပဲဖြစ်ဖြစ်အဖိုးဘွားတွေလှူတာပဲဖြစ်ဖြစ်ကိုပတ်ဘေးနားပတ်ဝန်းကျင်မှာလည်းလှူခြင်းတဲ့စိတ်ကိုမိဘတွေကထည့်ပေးလိုက်တဲ့အခါကျတော့သူတို့ကြီးလာတဲ့အခါမှာဒါလေးတွေကိုသူတို့လှုပ်သွားမှာဖြစ်တယ်ဘာဖြစ်ဖြစ်ဒါလေးကိုကျွန်တော်ပြောရင်းနဲ့ပေါ့နော်ဒီကနေပြီးအကားတို့ကိုလည်းလေးစားပါတယ်ကျေးဇူးလည်းတင်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးပါတယ်